ဟုတ်ကဲ့နေ့စဉ်သုံးတရုတ်စကားပြောသင်ခန်းစာ၃ကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ပါနော်ဒီနေ့စဉ်သုံးတရုတ်စကားပြောသင်ခန်းစာ၃ပေါ့ပထမဆုံးစပြီးတော့မိတ်ဆက်မှာကအချိန်မီးတာပေါ့နော်现在几点现在几点现在几点မြန်မာလိုအဓိပ္ပာယ်ကအခုဘယ်နှစ်နာရီလဲပြန်ဖြေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က现在什么什么点好啦现在1点ဆိုလို့ရှိရင်တနာရီပေါ့现在2点ဆိုရင်2နာရီပေါ့ဟုတ်လား现在3点ဆိုရင်3နာရီပေါ့ဒီလိုမျိုးเนาะ现在什么什么点ဒီလိုမျိုးအတန်ထွက်ရမှာဖြစ်ပါတယ်เนาะအခုဘယ်နှစ်နာရီပါပေါ့မြန်မာလိုပြောမယ်ဆိုလို့ရှိရင်ဟုတ်လားအခုဥမာအခု3နာရီပါဆိုရင်现在3点ဟုတ်လား3နာရီခွဲဆိုရင်现在3点半ဒီလိုမျိုးလေးပြောမှာပေါ့เนาะနောက်တစ်ခုကဒီလိုစကားက多少钱ဆိုတာ多少钱钱ဆိုတာပတ်စံကိုပြောတာเนาะ多少ဆိုတာဘယ်လောက်ပေါ့多少钱ဆိုတော့ပတ်စံဘယ်လောက်လဲဆိုတာကျွန်တော်တို့ဈေးဝယ်တဲ့ခါကျဒါလေးကဘယ်လောက်လဲဆိုတာမျိုးမေးတာပေါ့ဟုတ်လား多少钱这个多少钱那个多少钱ဒီလိုမျိုးပြောကြเนาะ这个ဆိုတာဒီဟာ那个ဆိုတာဟိုဟာပေါ့多少钱ဒီလိုမျိုးပြောတာเนาะမြန်မာအဓိပ္ပာယ်ကဘယ်လောက်လဲအဲ့မှာဈေးကတကယ်လို့များဈေးကြီးနေတယ်ဆိုကျွန်တော်တို့က太贵了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 ဆိုတာဈေးကအရင်ကြီးတာပဲဒီလိုမျိုးပြောလို့ရတယ်เนาะအဲ့တော့ဈေးအရင်ကြီးတော့ကျွန်တော်ပါမယ်ဈေးစစ်ကြမှာပေါ့ဈေးစစ်မယ်ဆိုဘယ်လိုပြောမလဲ可以便宜一点吗可以便宜一点吗可以便宜一点吗နည်းနည်းလေး shop ပေးလို့ရသေးလားဒီလိုမျိုးမေးတာပေါ့နော်နည်းနည်း shop ပေးပါဦးဒီလိုမျိုးပေါ့နော်အထိပ္ပယ်အဲ့တော့ဒီမှာမှတ်သားရမယ့်ဟာလေးတွေက现在几点ဆိုတဲ့စကားလုံးဒါအချိန်မေးတဲ့အခါမှာအသုံးများပါတယ်နောက်တစ်ခုက多少钱ဆိုတဲ့စကားလုံးကိုဈေးဝယ်တဲ့အခါမှာအသုံးများပါတယ်နောက်တစ်ခုက太贵了ဆိုတဲ့စကားလုံးကိုဈေးကြီးလို့ပြောတဲ့အခါအသုံးများပါတယ်အဲ့တော့ဈေးစစ်တက်ရင်ကောင်းတယ်ပေါ့နော်可以便宜一点吗ဆိုတဲ့စကားလုံးဈေးလျှော့ဖို့ပြောတဲ့အခါမှာအသုံးများပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာလေးကိုလည်းစူးစမ်းလေ့ကျင့်ပြီးနောက်နေ့ဒီမှာလည်းနောက်ထပ်သင်ခန်းစာလေးတွေနဲ့ဆက်လက်လေ့လာကြရအောင်ပါနော်ဟုတ်လား Daily Chinese ကနေအများအားကြိုးစုံနေပါတယ် like and share လေးလည်းလုပ်သွားလို့ရပါတယ်ခင်ဗျ